ပရိသတ်ကြီးအားလုံးမင်္ဂလာပါရှင်။ဆယ်လီမာလေး channel ကနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ရပါတယ်နော်။ဒီနေ့ဗီဒီယိုလေးမှာတော့မေတ္တာတရားတွေပို့လို့နဲ့အန်တီမမတွေအနေနဲ့ပေါ့ရှင်။ဘောကြကြိုက်မြင့်သက်ပြီးဘယ်တော့မှမငြီးငွေ့နိုင်ကြတဲ့အတွက်လူကြီးမင်းတို့စီမှာလည်းကလေးမုတ်ဘူးတောင်းသလိုအမြဲတောင်းဆိုနေစီမေစိုက်ပျိုးရေးအကြောင်းလေးတွေကိုပြောပြပေးလိုက်ရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်လူမရင်အချစ်ကဘာကိုရှာစမြဲဆိုသလိုပါပဲမြတ်တာတရားတွေအရှံအပယ်နဲ့အလူတန်းရရောကြတဲ့အန်တီမမတွေနဲ့မှခရီးသွားပျော်မြူးခြင်းကြရဲဆိုတဲ့လူကြီးမင်းတို့အတွက်ဒီဗီဒီယိုလေးကအများကြီးအသုံးဝင်နိုင်မယ်လို့လည်းမျှော်လင့်ပါရဲ့နော်ဒါဆိုရင်တော့အဓိကအကြောင်းအရာလေးကိုပြောပြလိုက်ပါရဲ့ရှင်လောကကြီးရဲ့ခက်ခဲကြမ်းတမ်းမှုတွေကိုဖြတ်သန်းပြီးအတွေ့အကြုံရောခံစားမှုပါအဖက်ဖက်ကပြည့်စုံနေတဲ့မမကြီးတွေဆိုတာချစ်ချင်းမြတ်တာနဲ့ပတ်သက်လာရင်လည်းပြည့်စုံကုန်တော်လိုချင်ကြတဲ့သူတွေဖြစ်ပါရဲ့နော်ဒါကြောင့်လည်းအတူတူပျော်ရွှင်ကြပြီဆိုရင်နေရာဒေသအစုံမှာရိုးရာခေတ်ပေါ်စော်ကစားနည်းအစုံစုံနဲ့တင်ဆက်ပေးနိုင်ဖို့ကလည်းအရေးကြီးတာဖြစ်ပါရဲ့ရှင်အချိန်တွေဘလောက်ပြောင်းပြောင်းခေတ်ပေါ်ပစ္စည်းတွေနဲ့ဘလောက်ပဲတိုးတက်လာပါစေဘယ်တော့မှယူမသွားနိုင်တာကတော့နေကြီးထိုးရိုးလို့အများခေါ်ကြတဲ့သဘာဝစော်ကစားနည်းလေးပဲဖြစ်ပါရဲ့နော်တခုတည်ထားရမှာကတော့ဒီလေလောပျော်ရွှင်တဲ့အခါမှာဆိုရင်တက်ကိုပိုင်ပိုင်နိုင်နိုင်ထိန်းနိုင်ရင်ထိန်းနိုင်သလိုခီးလေးရောက်သလိုလူရကိုလည်းသွားလို့ရပါရဲ့ရှင်ဒါကြောင့်လည်းစမ်းသစ်တီထွင်မှုတွေနဲ့ခင်းနဲ့ညီလိုက်မိအောင်ကြိုးစားသင့်ပါရဲ့ရှင်ကျမတို့ရဲ့မြစ်တာရည်ပြင်းခြင်းမှာလိုင်းလေးတွေချပြီးခံစားမှုရတလေးတွေကောင်းမွန်စီဖို့ဆိုရင်လည်းရဲလျက်ပင့်ချီညီညာညာမြစ်တာချတာကလည်းဘရင်တစ်ပါးလိုအခါစားခံရမှာဖြစ်ပါရဲ့နော်ညနေချင်းဆိုင်စကားပြောသလိုပျော်ရွှင်ကြပြီဆိုရင်စနေနံတဘာဝအချိုရည်လေးတောက်ရင်တတရရစီးနဲ့ဝါလို့အတွဲညီညီရှောင်းလန်းတာမျိုးကလည်းအနဲ့ရှိုင်းဆုံးခံစားမှုရတတွေနဲ့ပြည့်စုံစေနိုင်တာဖြစ်လို့စသိမ်းမရောက်တဲ့အခါမမေ့သင့်ပါဘူးရှင်ဟုတ်ကဲ့ပါပရိသတ်ကြီးရေဒီနေ့ပြောပြပေးခြင်းနဲ့ကျမ်းမာရေးနဲ့သက်ဆိုင်တဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲနော်ခုပြောပြပေးခဲ့တဲ့အကြောင်းအရာလေးတွေကိုကြိုက်နှစ်သက်လို့သဘောကျရဲဆိုရင်လည်းကျမတို့ရဲ့ YouTube channel လေးကို like and subscribe လေးမလုပ်ရသေးရင် like and subscribe လေးလုပ်ပြီးအားပေးသွားကြဖို့ကိုလည်းမမေ့ပါနဲ့နော်ဒီဗီဒီယိုလေးပြီးဆုံးတဲ့အထိအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်